ายให้ดูดิทะลุเลยแล้วก็ล็อกเข้าไปจิ้มหัวဒီနေ့ပွဲကတော့9ခုတကုန်းနဲ့နိုင်တော့ပဲဒီနေ့မှာတော့ဂျာသာရုံးနေတိုင်းကန်တဲ့လီဝဲကိုတော့ကန်မှာဖြစ်ပါတယ်ဒီနေ့ကပုံမှန်ကန်နေကြလူတွေအများစုမလာနိုင်တော့ဘာမှတခြားအထက်ခေါ်ထားရရှိတယ်ဟိုရောက်မှဘယ်သူတွေဆိုတော့ထက်ကြည့်ရမှာလေအများစုကရင်ပွဲမှာအနီးထိထိုင်နေရောက်ရှိတယ်ပြီးရင်ဟိုအလုံးအားလုံးမလာနိုင်တဲ့သူတွေလည်းရှိဘူးတော့ဒီနေ့ကအပြင်ကနေမှာဘာမှအထက်ခေါ်ထားရရှိတယ်အဲ့တော့ပုံမှန်ကိုကားသမားတွေရှိရဆိုပေမဲ့တချို့ပွဲတွေမှာလိုအပ်ရင်ဒါမျိုးတွေဟိုခေါ်ရတယ်ပေါ့အသင်းနေမှာလေဒီနေ့ကပထမဆုံးပွဲဆိုရင်သူတို့သတ်မှတ်ထားတော့9နာရီပဲဒါပေမဲ့တကယ်စကန်တဲ့ခါကျရင်ရှေ့မှာကလေးလည်း training ရှိရောဆိုတော့10နာရီလောက်မှစပြတာပထမဆုံးပွဲဆိုစောသွားတော့သူကလင်းနေရပေါ့အရင်ရက်တွေသွားရဆိုရင်ဟိုတတိယမြောက်ပွဲတို့စတုထမြောက်ပွဲတို့ဆိုရင်သွားတာလည်းနောက်ကျတယ်9နာရီ10နာရီ9နာရီလောက်မှသွားလို့လည်းရတယ်ဒီနေ့မှာလင်းလင်းထင်းထင်းဖြစ်နေဟိုတစ်ခါပြောရတဲ့ဗီဒီယိုလိုမျိုးပဲဒါမျိုးအသင်းတွေကနေမှအဲ့လိုအသင်းတက်နိုင်တဲ့သင်းတွေပေါ့နော်ပတ်စံနေပြီးခေါ်ရဲဆိုရင်တာဝန်ပိုးကြီးဘာလို့လဲဆိုတော့ဟိုသူကအကုန်တာဝန်ယူလိုက်တာဟိုတုံတာပြီးဆိုလမ်းစိတ်ကစားဒီပြီးပွဲကန်ကြီးပြီးတော့နိုင်နေကြီးအဲ့လိုမျိုးစားပေးတာဆိုတော့အဲ့လိုအသင်းကြီးတွေကနေမှခေါ်ခံရင်တော့တာဝန်ပိုးကြီးနိုင်မှဖြစ်မှာပေါ့ရှုံးတဲ့ခါကျရင်သူတို့ကုန်ကြသေးနေကိုယ်ခေါ်ရဲကုန်ကြသေးအဲ့လိုမျိုးရှိရခါကျတော့အဲ့ဒါကတာဝန်တော်တော်ယူရခဏနေကွင်းကိုရောက်ပါတော့မယ်စောတယ်ဆိုရင်အသင်းကဟိုခု9နာရီလို့ပြောထားတယ်ဆိုရင်အနည်းဆုံး6နာရီလောက်6ခွဲလောက်အဲ့လိုရောက်မှာဟိုသူတို့နောက်ကျမှကံမှန်လည်းသိတယ်ဒါပေမဲ့ပြိုင်ပွဲတွေများဆိုအသင်းရဲ့ထုံးစံပေါ့ဒီ sorry အသင်းရဲ့ထုံးစံစောစီရအောင်တော့ဟိုခုပုံမှန်ဆို6ပွဲမြောက်ကံပါ6ပွဲမြောက်ဆိုရင်အဲ့လို9နာရီပွဲဆိုရင်7နာရီကံမှန်သိပြီးသားပဲဒါပေမဲ့ကိုရောက်အောင်ချိန်ရအောင်တော့တာပေါ့ဒီမှာအရွယ် PC လေးရနေစပြီးတော့လေ့ကျင့်ပေးနေတယ်ဒါပေမဲ့တော်ငယ်လေးပဲရှိသေးတယ်ညနေတိုင်းတော့မိဘတွေကကွန်းမှာလိုက်ဆောင်ပြီးတော့သူတို့သင်ပေးတာပေါ့ဒါသင်တန်းကြောင်းအပ်ထားဒီမှာတော်ငယ်လေးတွေမှာဒီရွယ်နဲ့စပြီးတော့ဘလုံးခြေကနေစသင်နေကြဒီနေ့ကံမဲ့ချာစီဒီနေ့ကအတူနဲ့ကံလက်တူแต่พอตัวข้างบ้านแล้วไหลไปให้แล้วเปล่าประตูลงได้เปิดหน้าต่างประตูโอ้โหอะไรวะทั้งสองเราให้จังหวะเดียวทิ้งเข้าขวาแล้วจ่ายให้ดูดิทะลุเลยแล้วก็ล็อกเข้าไปจิ้มหัวเรียบร้อยก็เยอะสุดที่โดนนี่ทำไมซิตี้โดนนะให้แล้วนี่เป็นเป็นของต่อเดียวหุ่นแล้วลุยมาได้เฉยแล้วเรามาจังหวะนี้โอ้โหเนี่ยทั้งตาแต่ว่าตายตอนจบเนี่ยတိုင်းတော့ကတည်းကဟုတ်တော့တက်ဒီနေ့ပွဲကတော့9ခုတကုန်းနဲ့နိုင်တော့ပဲဒီအသင်းကဟိုအသင်းကဟိုရှင်းမကန်နိုင်နော် hat trick ရနောက်ထပ်ပွဲတင်ရတော့ဆက်ပြီးတော့ကန်နေပါတယ်ကျွန်တော်တို့ပွဲတင်ရတော့9ခုတကုန်းနဲ့နိုင်ရရှိခဲ့တယ်တမ်ကဲဒီနေ့ပွဲပြီးလို့ပြန်ပါပြီဒီနေ့ပွဲကဂိုးပြတ်တာအသင်းကလည်းအဆင်းအဲ့လိုခွန်ရှစ်ကအသင်းဖြစ်နေသူတို့က၄ပွဲကိုတပွဲနိုင်ထားတပွဲတည်ကြထားတော့ရှိအဲ့မဲ့သူတို့လူငယ်တွေငယ်တော်ငယ်တယ်လူငယ်လေးဆိုတော့အတွေ့အကြုံမရှိသေးတာရဲ့အားမမျှတာပေါ့ကြားနေအဲ့ကြောင့်ဂိုးပြတ်သွားတာဒီမှာ
အစင်းတစ်ကနေ9အတွင်းအသင်းနေဆိုရင်တော့တော်တော်ကန်တာကြီးမလွယ်ဘူးပေါ့ဒါပေမဲ့ဒီအောက်ပိုင်းအသင်းတွေကြတော့ဟိုလွယ်တော့မဟုတ်ပါဒီလိုလူငယ်အသင်းတွေတွေ့တဲ့ခါကျရင်တော့ဟိုအသင်းချင်းမရှင်းနိုင်တဲ့ခါကျတော့လွယ်လွယ်ဖြစ်သွားသူကမိနစ်20နှစ်ပိုင်းကန်ညာတယ်ဒီနေ့ကပထမအဆုံးပွဲဆိုတော့7နိုင်ကန်9နိုင်လောက်ဆိုပြီးတန်းပြန်ရောမယ်နောက်တစ်ပတ်ကျရင်တော့ဒုတိယပွဲလားတတိယပွဲလားနောက်ဆုံးပွဲလားမသိအဲ့ပုံမှာမူတည်ပြီးတော့ဒီနေ့ကအသင်းမှာပုံမှန်ကန်နေကြလူတွေကမလို့အလုံးနဲ့မအားတဲ့သူနဲ့ဒီကထိထားလို့ကမ်းများတဲ့သူနဲ့အဲ့လိုမျိုးတွေဆိုတော့ဟိုတခြားပြင်တော့ခေါ်လိုက်ရတယ်ဒါပေမဲ့ဟိုဘက်အသင်းကလူငယ်တွေနဲ့ဆိုတော့ကြတော့ဟိုတားကြီးမခက်ခဲလိုက်ဒီတစ်ပတ်ဆန်ဒေးကတော့ဘယ်မှာကန်ပြစ်မယ်မသိသေးဘူးအသင်းကတခြားနာမည်နဲ့ဝန်ထားတော့ရှိတယ်ဒါပေမဲ့ကန်လို့မရအောင်ပယ်တယ်ဆိုတာရှိဟိုနောက်ပွဲကြရင်အဲ့ဟိုဘန်းတဲ့ကိစ္စတွေပယ်တဲ့ကိစ္စတွေရှင်းပြအောင်မယ်ဒီမှာဘောလုံးပွဲလုပ်တဲ့ခါကျရင်အသင်းတိုင်းပြိုင်ပွဲတိုင်းဝန်ကန်လို့မရဘူးနောက်တစ်ခုကကစားသမားတိုင်းပြိုင်ပွဲတိုင်းဝန်ကန်လို့မရတချို့ပွဲတွေမှာကစားသမားပယ်တယ်ဆိုတာရှိတယ်ဒီမှာဘန်းတာပေါ့ဟိုပြီးတော့အသင်းဘန်းတဲ့ပွဲတွေလည်းရှိနောက်တစ်ခါပွဲကန်သွားတဲ့ခါကျရင်အဲ့ဘန်းတဲ့ကိစ္စတွေရှင်းပြပေးအဲ့ဒီ blog လေးတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်